တတဝါတွေကလူစကားမပြောတတ်ကြတဲ့အတွက်အလွန်ကုန်နားလည်ရန်ခက်ခဲလွန်းလာပါတယ်။သူတို့ရဲ့အပြုမှုတွေကိုမကြောက်မရွံ့လေ့လာမှသာသူတို့အကြောင်းတွေကိုကျမတို့နားလည်နိုင်မှာဖြစ်ပါတယ်။ဒီကနေ့ရဲ့ top ဆုံးဗီဒီယိုမှာဆိုရင်တော့ပေ1000လောက်ကနေတွန်းချတတ်တဲ့တတဝါမြေပြင်ပေါ်ကတတဝါတိုင်းကိုခဏကျဲမှာအနိုင်တိုက်နိုင်တဲ့တတဝါအကောင်သေးပေမဲ့ဇာမသေးတဲ့တတဝါတွေနဲ့ဘယ်တော့မှအရှုံးမပေးတတ်တဲ့တတဝါတွေကြောင့်ကြောက်စိတ်ကင်းမဲ့လွန်တဲ့တတဝါတွေကြောင့်ကိုဒီနေ့ရဲ့ top ဆုံးကနေမျှဝေပေးတော့မှာဖြစ်ပါတယ်။ subscribe နဲ့ခေါင်းလောင်းလေးနှိပ်ပြီးတော့အားပေးတော့ကြပါအောင်ရှင်။ကျေးဇူးများတင်ပါတယ်ဒါဆိုရင်တော့စလိုက်ပါပြီ။ကျမကတော့ခိုင်ပါရှင်။နံပါတ်10 green နဲ့ရောမဒဏ္ဍာရီလာလင်းယုံဒီလင်းယုံရဲ့နာမည်ကိုကြားလိုက်တာနဲ့ဒီကောင်လေးကတော့ဘသူကိုမှရှမ်းမမှုတတ်ဖိနဲ့အေးအေးဆေးဆေးနေတတ်တဲ့တတဝါလေးတို့ထင်မိပါလိမ့်မယ်နော်ဒီကောင်လေးနဲ့တရက်လောက်လမ်းလျှောက်ထွက်ရမယ်ဆိုရင်ကောင်းမှာပဲလို့လည်းတွေးမိပါလိမ့်မယ်ဒါပေမဲ့သူတို့ကတင်တွေးထားတာနဲ့တကယ်ကိုစန့်ကျင်ဘက်ဖြစ်ပါတယ်ဒီကောင်တွေကသားကောင်လို့တတ်မှတ်လိုက်တာနဲ့မတက်ရမချင်းဒီအကောင်လေးကိုပဲရန်ရှာနေတတ်တာဖြစ်ပါတယ်တတဝါတကောင်ကိုပြပါဆိုရင်တော့ဒီကောင်ကိုပဲပြရပါလိမ့်မယ်နော်သူတို့ရဲ့ကောင်းငင်ပေါ်ပြန်လိုက်ပြီးဆိုတာနဲ့ဘယ်သူမှသူတို့ရဲ့မျက်လုံးအောက်ကနေပုံကွယ်ပြီးတော့မနေနိုင်ကြပါဘူးရှင်ဒီငှက်တွေကတခြားငှက်တွေထက်ပေ1000ပုံမြင့်ကပြန်တန်းနိုင်ကြပါတယ်အဲလောက်အမြင့်ကြီးကနေပြန်တန်းပြီးတော့လေသူတို့ရဲ့သားကောင်ဘယ်နားမှာရှိကလေးဆိုတာတွေကိုအတိအကျသိနိုင်တာပါတခါတလေမှသာပြန်တန်းလေးရှိနေပြီးကြံချိန်နေမှာဆိုရင်တော့တက်ပင်အမြင့်တွေထက်မှမလုံးမရှက်ထိုင်နေလေးရှိပါတယ်ထိုင်နေရင်နဲ့သားကောင်ကိုစောင့်ကြည့်နေတတ်ပြီးအချိန်ကောင်းကိုစောင့်ကတိုက်ခိုက်တတ်ပါတယ်သူတို့ရဲ့စိုးတဲ့ချက်ကပြိုင်ဘက်ရဲ့အရွယ်စားဘလောက်ပဲကြီးကြီးဂယုမဆိုင်တတ်ဖဲနဲ့သူတို့တက်ချင်တဲ့ချိန်မရရအောင်လိုက်တက်တတ်တာပဲဖြစ်ပါတယ်။များသောအားဖြင့်သူတို့ကစိတ်တွေကိုအမဲလိုက်တတ်ကြတာပါ။လေးယုံတွေထက်အရွယ်စားအလေးချိန်အစာပေါင်းများစွာပိုကြီးတဲ့တတဝါတွေကိုအမဲလိုက်တတ်တဲ့ဆိုကြတဲ့ကတကယ့်ကိုစိုးရတဲ့အကောင်လေးလို့ပြောလို့ရပါတယ်။ဒါပေမဲ့အဲ့ဒီအကောင်ကြီးတွေရဲ့တတဝါတိုင်းကိုဒီတိုင်းတိုက်မဲဆိုရင်တော့တန်းပြီးတော့ရှုံးမဲဆိုတာကိုသိရတဲ့အတွက်ဗျူဟာတချို့ကိုသုံးပြီးတော့တိုက်ခိုက်ကြပါတယ်။ပထမဆုံးစိတ်ကိုတိုက်ခိုက်နိုင်မဲ့အချိန်ကောင်းကိုစောင့်ပြီးချက်ကောင်းကိုမိတဲ့ချိန်မှာကြောက်ကဘာကနေတွန်းချပြီးတော့တတ်ပါတယ်။လင်းယုံတွေကအပုတ်ကောင်ကိုမစားတဲ့အတွက်သူတို့စားလာတဲ့ချိန်တိုင်းမှာမထင်မှတ်ထားတဲ့သားကောင်တွေကိုတတ်ပြီးတော့ချက်ချင်းကိုစားတော့ပြစ်တတ်ပါတယ်ရှင်။နံပါတ်9နွားချီဖို့ဒီတတဝါကိုဒီစင်းထဲမှာတွေးလိုက်တဲ့အခါမှာတင်အားသင့်သွားပါလိမ့်မယ်။ဒါပေမဲ့တကယ်လဲထဲသင့်လို့ထည့်ပြောတာပဲဖြစ်ပါတယ်။နွားချေဘိုးရီယာဆိုရင်တော့အလေးချိန်2 gram သာရှိပေမဲ့သူတို့ထက်အစ90ပိုလီတဲ့နွားချေတွေကိုလှိမ့်နိုင်ပါတယ်။ဒါကြောင့်ပဲတတဝါလောကမှာအတန်မာဆုံးတတဝါတစ်ကောင်ဖြစ်နေခြင်းပဲဖြစ်ပါတယ်။ဒီအင်းဆက်ကောင်လေးတွေကသူတို့ရဲ့အစာအာဟာရတွေကိုနွားချေလုံးတွေကနေရရှိပြီးမိသားစုကိုကျွေးဖို့အတွက်လည်းအိမ်ကိုနွားချေတွေပြန်တည်လေးရှိပါတယ်။ဒီလိုမျိုးမိသားစုကိုဦးစားပေးတဲ့ဘိုးကောင်တွေကသူတို့ရဲ့အစာအိမ်ပြန်တဲ့လမ်းမှာဘယ်သူမှဝင်ရှုပ်တာမကြိုက်ပါအောင်နော်ရှုပ်ခဲ့မဲဆိုရင်တော့နောက်ခြေပေါ်ကတန်ဆူသို့မဟုတ်အားပြင်းတဲ့ရှည်လက်နဲ့ပေါက်သွားအောင်လို့ကုတ်တက်ပြီးပြင်းထန်တဲ့ဒဏ်ရာတွေကိုပေးတတ်ပါတယ်အသက်ဆုံးရှုံးတဲ့ထိခိုက်မှုရမယ်ဆိုရင်တော့မှဆက်လက်ပြီးတော့တိုက်ခိုက်နေမှာဖြစ်ကညစာစားဖို့စောင့်နေတဲ့ကလေးတွေအတွက်နွားချိလုံးတွေကိုမရရအောင်လို့တည်သွားမှာဖြစ်ပါတယ်ရှင်နံပါတ်10ကိုမိုဒိုနဂါလို့ခေါ်ရတဲ့အချက်ကတော့သူ့ရဲ့နာမည်ကိုကြားပြီးကြောက်ဖို့ကောင်းတဲ့ဆိုတာတွေကိုလူတွေကရှင်းရှင်းလင်းလင်းသိအောင်ပဲဖြစ်ပါတယ်။ဒါပေမဲ့လူအများစုကဒီနာမည်ကိုတိုက်ဆိုင်တယ်လို့ပဲသတ်မှတ်ကြပြီးဒီပရက်ကိုလုံးဝအန်ရီရှိရလို့မထင်ကြပါဘူးနော်။အထင်နဲ့တွေကတကယ်ကိုမှားသွားပါလိမ့်မယ်။သူတို့ကတကယ်ကိုကြောက်ဖို့ကောင်းပြီးသူတို့ရှိတခြားတတဝါပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ဘာပဲရောက်လာပါစေလုံးဝကိုနောက်မဆုတ်တတ်ပါအောင်ရှင်။ဒီလိုမျိုးလုံးဝနောက်မဆုတ်တတ်တဲ့အချင်းကဘယ်ရလာတယ်လဲဆိုတာတော့ကျမလည်းမပြောပြတတ်ပါဘူး။သူတို့ကသူတို့ပိုင်ဆိုင်ထားတဲ့အင်အားတွေကိုသိကြပါတယ်။အသက်ငယ်ဆုံးပရက်တွေမှာဆိုရင်လေအလွတ်ကိုတမ်းမာတဲ့မေယိုးတွေနဲ့ခြုံထက်တဲ့လက်သေးတွေပါရှိတာပါ။ဒါတွေတင်အန်ရီရှိတာမဟုတ်ဘဲနဲ့သူတို့ရဲ့ဒရွေးတွေမှာပါတဲ့အစိတ်တွေရဆိုရင်လည်းအလွတ်ငုံအန်ရီများပါတယ်။ဒါကြောင့်သူတို့ဟာသားကောင်တကောင်ကိုကြိုက်ပြီးဒရွေးနဲ့ထွေးနိုင်ုံနဲ့တခါတည်းတတ်နိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်သူတို့ကအမြင့်အောင်မြင်နိုင်တဲ့သူဘလို့မျိုးမဆိုဂယုမဆိုင်ဖဲနဲ့သွားလာနေနိုင်တာဖြစ်ပါတယ်ရှင်။နံပါတ်9တက်စမေးနီးယားနတ်ဆိုတရိတ်စာတကောင်ကိုနတ်ဆိုးလို့ခေါ်ကြတဲ့ကခေါ်လို့ရတဲ့အကြောင်းရင်းကောင်းကောင်းတစ်ချက်တော့ရှိနေလိမ့်ပါလိမ့်မယ်။သူတို့ရဲ့ပုံစံကခွေးပေါက်လေးနဲ့တူနေပေမဲ့လေတည့်ရဲ့ရိုးတွေကိုလွယ်လွယ်လေးချိုးပြနိုင်တဲ့အထိကိုကြိုက်ချက်ကပြင်းထန်တာပါ။ဒါပေမဲ့လည်းအမြဲတမ်းတော့မပြင်းထန်ပါဘူးရှင်။သူတို့ရဲ့ခန္ဓာကိုယ်ကသေးငယ်နေပေမဲ့ခေါင်းနဲ့မေးကို80ဒီဂရီလောက်ထိကြောက်စရာကောင်းလောက်အောင်လို့လှည့်နိုင်ပါတယ်။ဒီလိုအားသာချက်တွေကိုသုံးပြီးသူတို့ရဲ့သားကောင်တွေကိုတစ်စက္ကန့်အတွင်းမှာကိုက်ဖြတ်စားတောင်းနိုင်ပါတယ်။သူတို့ရဲ့ပို့ပြီးတော့အန်ရီများတဲ့အချက်ကအစားနဲ့ပတ်သက်လာပြီဆိုရင်တော့အကုန်ကိုစားတဲ့အချက်ပဲဖြစ်ပါတယ်။ကိုယ်တိုင်တက်ပြီးတော့လည်းစားတောက်တယ်လို့တခြားသူစီကနေလည်းခိုးယူစားတောက်တာကအကောင်ပေါက်လေးတွေကိုလည်းစားတောက်တဲ့အထိအစားကျူးတဲ့ကောင်ဖြစ်ပါတယ်။အကျဉ်းနာမေ့ပြီးတော့ကြောက်စိတ်ကဲမဲနေတဲ့နတ်ဆိုးတကောင်ဖြစ်ပါတယ်ရှင်။
နံပါတ်6အတီလီပင်ကွင်ပင်ကွင်နေရာဆွေးတော့အလုံးကိုချက်စီရကောင်းတယ်ဆိုပြီးတော့နာမည်ကြီးရဲ့တတဝါတွေဖြစ်ပါတယ်ပုံမှန်တဲ့ရကိုယိုကာယာဖြစ်နေရတွေကတမျိုးလေးချက်ဖို့ကောင်းလာပါတယ်အပတီလီပင်ကွင်းနေရလေတခြားပင်ကွင်းတွေနဲ့တော်တော်များတူနေပြီမြဲချက်စီရကောင်းတယ်လို့တွေးထားတဲ့သူတွေတော့တော်တော်လေးကိုရှော့ရသွားစေပါလိမ့်မယ်ဒီပင်ကွင်းတွေကတာမန်ထအနေငယ်သေးပေမဲ့ကြောက်စိတ်ကင်းမဲ့လွန်လာပါတယ်အတီလီပင်ကွင်းနေရဆိုရင်တော့တတဝါတိုင်းနဲ့တိုက်ခိုက်ဖို့ကိုမကြောက်ရွံ့တတ်တဲ့သူတွေဖြစ်ပါတယ်သူတို့ကစားမဲ့တားကောင်တွေကိုတော့မှမကြောက်မရွံ့ပြန်ပြီးတော့တိုက်ခိုက်တတ်တာပါသူတို့ရဲ့ကြောက်စိတ်ကင်းမဲ့မှုတွေကတစ်ဖက်ကန်းရောက်လွန်နေတဲ့အတွက်သုတေသနပညာရှင်တွေတော့မှလက်လံနေထီပါပဲသူတို့နေရာကိုရောက်လာတဲ့သုတေသနပြုလုပ်တဲ့သူတွေကိုသဘောမကျအောင်ဆိုရင်တော့သူတို့စီတဲ့တဲ့သွားပြီးရေရက်ပြားနဲ့နေရာကနေထွက်သွားတဲ့ထိတ်ကိုလိုက်ပြီးတော့ထိုးတတ်ပါတယ်ရှင်နံပါတ်5ကျွဲမဲတတဝါရီထဲမှာထွားချိုင်းတန်မာတဲ့တတဝါပုံမှန်သွင်းမြင်ကိုလက်နက်ဖြစ်နဲ့သုံးလို့ရတဲ့တတဝါရိုင်းဆိုင်ရက်ဆက်တဲ့တတဝါဆိုပြီးတော့အမျိုးအစား၃မျိုးရှိပါတယ်။ကျွန်မကတော့ဒီတတဝါ၃မျိုးပေါင်းဆက်ထားတာဖြစ်ပါတယ်။သူတို့တွေရဲ့ကြွက်သားတွေရာဆိုရင်တော့ပေါင်2000ဝန်းကျင်လေးချိန်ရှိနေပြီးအလုံးကိုတန်းမှာချွန်ထက်တဲ့ဥကြိုလေးပါရှိတာဒေါသလည်းအလုံးကိုကြည့်ကြပါတယ်။ဒါကြောင့်သူတို့ဒေါသထွက်တဲ့အချိန်တွေမှာဘယ်အရာကမှသူတို့ကိုမတားဆီးနိုင်ပါဘူးရှင်။တစုံတစ်ခုစီကိုသူတို့ပြေးသွားလိုက်ပြီးဆိုတာနဲ့သူတို့မှရှိနေတဲ့အားကုန်သုံးပြီးတားကောင်ကိုမြေပြင်ပေါ်မှာလှည့်ချကအမြင့်ဖြတ်တုတ်တင်တတ်ပါတယ်။ပို့ပြီးတော့ဆိုတဲ့ချက်ကသူတို့ဟာအမြဲတမ်းဒေါသထွက်နေတတ်တာပါပဲ။ဒီဗီဒီယိုမှာဆိုရင်တော့ကျွဲမဲကြီးကအလုံးကုန်ဒေါသထွက်နေပါတယ်။တင်ကချန်သေးဖြစ်ဖြစ်လူဖြစ်ဖြစ်ကျွဲမဲကတတ်မယ်ဆိုရင်တော့သိရမှာပါပဲ။ဘာကြောင့်လဲဆိုရင်တော့သူတို့ကလုံးဝကိုနောက်မဆုတ်တာကြောင့်ဖြစ်ပါတယ်ရှင်။နံပါတ်၄တမန်းဝင်ပလွေလူအများစုကတမန်းဝင်ပလွေကိုလူကြိုက်များတဲ့ X-Man ဇက်ကောင်အနေနဲ့သာသိကြတာပါဒါပေမဲ့သူ့ရဲ့နာမည်ကဒီတိုင်းပေးထားတာမဟုတ်ပါဘူးရှင်သူ့ရဲ့နာမည်လိုပါပဲတတဝါဟာလေအလုံးကိုကြောက်စရာကောင်းလွန်လာပါတယ်ဒါပေမဲ့သူတို့ကိုမြင်လိုက်တာနဲ့ဘလောက်တောင်အန်ရများလဲဆိုတာတွေကိုအလွယ်တကူမသိနိုင်ပါဘူးနော်အကြောင်းရင်းကတော့သူတို့ရဲ့ပုံစံကကိုယ့်အလုပ်ကိုလုပ်နေတဲ့ဝဝပေါင်လေးတွေနဲ့တူနေရကြောင်းဖြစ်နေပြီးအပြင်ဘက်ကိုတစ်ခါတလေမှသာထွက်တတ်ပါတယ်။သူတို့တွေကနေဘက်အပြင်ထွက်ရတာတွေကိုသဘောမကျတဲ့အတွက်လူတွေကသူတို့ဘလောက်တောင်ကြောက်စိတ်ကင်းလဲဆိုတာတွေကိုမသိကြပါဘူးနော်။တောထဲမှာသူတို့ကိုတွေ့တာကအစာရှာနေတာဖြစ်နေပြီးအစာရှာနေချိန်ဘသူကမှအနှောက်အယှက်မခံတတ်ပါဘူး။ပေါင်20တောင်လေးပေမဲ့လေသူတို့ရဲ့ခြုံထက်လာတဲ့သွားတွေနဲ့တားကောင်တွေကိုလွန်မသွားအောင်လို့ရယူနိုင်ပါတယ်။အဲလိုချွန်ထက်တဲ့သွားတွေနဲ့ပြန်သွင်းနိုင်တဲ့လက်သေးတွေကတကောင်လုံးကအန်ရရှိလာပါတယ်။အဲလိုတိုက်ခိုက်ပြီးဆိုရင်လေလုံးဝကိုနောက်ပြန်မဆုတ်တတ်ပါဘူးရှင်။နံပါတ်3အနက်ရောင်မှန်ပါမွေကျမတို့အားလုံးကများသောအားဖြင့်မွေတွေ့ပြီးဆိုတာနဲ့ထွက်ပြေးတတ်ပါတယ်ဒါပေမဲ့မွေအများစုကကျမတို့ကိုအန်ရမပြုတ်တတ်ကြပါဘူးနော်အနက်ရောင်မှန်ပါမွေကတော့သူ့ရဲ့ပုံစံတိုင်းအလုံးကိုကြောက်စရာကောင်းလာပါတယ်ဒီမွေတွေကတကယ်ကိုစိုးဝါကြပြီးကမ္ဘာအသိနိုင်ဆုံးမွေအမျိုးအစားဖြစ်တဲ့နာမည်ကြီးတာပါသူတို့ကခိုးကြောင်ခိုးဝက်လှုပ်တဲ့ရုံသားမကတခြားကြောက်စရာချက်တွေလည်းပြုလုပ်တတ်ပါသေးတယ်အရှိအားဖြင့်ပြောရမယ်ဆိုရင်တော့14ပေထိရှိနိုင်ပြီးသူတို့သွားကျင်တဲ့ဘယ်နေရာကိုမဆိုတနအီကို12မိုင်ခွဲသို့မဟုတ်-20အထိသွားနိုင်ပါတယ်။တတဝါတကောင်ပဲဖြစ်ပါရဲ့ရှင်။သူတို့တွေရဲ့သူမတူတဲ့အရှိနဲ့အမြန်နှုံးတွေကြောင့်တိုက်ခိုက်ဆွဲရဆိုရင်လည်းသူမတူအောင်လို့ထူကြလာတာပါ။များသောအားဖြင့်ဆိုရင်တော့မတိုက်ခိုက်ရအောင်လို့ရှောင်နေတတ်ပေမဲ့လေစိတ်နှောက်ယှက်ဖြစ်လာပြီးဆိုရင်တော့တိုက်ခိုက်တတ်ပါတယ်။တခြားမွေတွေကတစ်ချက်နှစ်ချက်သာကြိုက်တတ်ပေမဲ့လေဒီမွေကတော့တားကောင်မသိမချင်းထက်ခါပေါက်ပြီးတော့အစိတ်တွေထိုးထဲကမိနစ်20လောက်ထိတားကောင်သေးတဲ့အထိဒီလိုမျိုးပြုလုပ်နေတတ်ပါတယ်။ဒီမွေရဲ့ကြောက်ဖို့ကောင်းတဲ့ချက်ကသူတို့တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်တာနဲ့နိုင်တဲ့အထိကိုတိုက်ခိုက်တတ်တာပါ။သူတို့ရဲ့အစိတ်ကတစ်ချက်တည်းနဲ့သိစေနိုင်ပြီးချက်ချင်းကိုအစိတ်ဖြည့်စေသုံးမယ်ဆိုရင်တော့မကယ်နိုင်ပါဘူးရှင်။ဒါကြောင့်အနက်ရောင်မှန်ပါမွေတွေကိုတွေ့ပြီဆိုရင်ချက်ချင်းသာတက်ပြစ်ကြပါနော်။နံပါတ်2ရေမြင့်ဒီအင်မတန်ကြီးမားလာတဲ့ရေမြင့်ကိုမြင်လိုက်ပြီးဆိုတာနဲ့သူတို့ကအလုံးကိုနှေးကွေးပြင်းတဲ့တတဝါလို့သင်ထင်မိပါလိမ့်မယ်။တိုက်ခိုက်ဖို့လည်းပြင်းမယ်လို့ထင်လိုက်မယ်ဆိုရင်တော့သင်မှားပါလိမ့်မယ်။အဲ့ဒါကသူတို့ရဲ့ပုံပန်းသွင်ပြင်သားဖြစ်ပါတယ်။တကယ်တမ်းမှာဆိုရင်တော့ရေမြင့်တွေဟာကမ္ဘာပေါ်ကအတန်မဆုံးနဲ့ကြောက်စိတ်အကင်းမဲ့ဆုံးတတဝါတစ်ကောင်ဖြစ်ပါတယ်။သူတို့ကငယ်စဉ်ကလေးကသူတို့ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့အရာအလုံးနဲ့စတင်တိုက်ခိုက်တတ်တာပါ။ဒါပေမဲ့တကယ်အန်ရီကတော့သူတို့အသက်ကြီးလာတဲ့ချိန်ကျမှဖြစ်ပါတယ်။အရွယ်ရောက်တဲ့ရေမြင့်တွေဟာဆိုရင်တော့အလုံးကိုအန်ရီများလာပါတယ်။အာဖရိကတစ်ခုထဲမှာတနစ်ကိုလူ900ထိတက်ပြက်နေတာဖြစ်ပါတယ်။နိုင်ရွှန်ပြောရမယ်ဆိုရင်တော့ခြံသေးတွေထက်ကိုနှစ်ဆပို့ပြီးတော့အန်ဒီရဲ့များတာပါ။သူတို့လုံးနေပုံပေါ်နေပြီမဲ့လေကြောက်လန့်လွယ်ပါတယ်။သူတို့ကြောက်လန့်ပြီးဆိုရင်လေကြောက်စရာလူသက်သမားပုံစံဖြစ်သွားပြီးသူတို့မြင်သမျှတွေးသမျှအရာအလုံးကိုအကြီးအကျယ်ဖျက်ဆီးတတ်ပါတယ်ရှင်။
နံပါတ်1ဟန်နီခွေးတူဝက်တူသူတို့အားလုံးဟာသိငယ်ပြီးတော့ချစ်စရာကောင်းပုံပေါင်နေပါတယ်ဒါပေမဲ့သူတို့ကတကယ်ကိုစိတ်ယူပေါက်နေသူတွေဖြစ်ပါတယ်ဒီပေါင်20ရှိတဲ့ခွေးတူဝက်တူတွေရာဆိုရင်တော့အလုံးကုန်ကြောက်စရာအကြောင်းလန့်ကင်းမဲ့ပြီးချင်းသေးအုပ်ထဲလေးသွားကချင်းသေးတွေကိုမူးမိသွားစေနိုင်တာပါဒီကောင်လေးတွေကကြောက်စိတ်ကင်းမဲ့ုံသားမကသူတို့ကိုအန်ဒီရဲ့ပေးနိုင်ဖို့လည်းခက်ခဲလွန်လာပါတယ်သူတို့ရဲ့အရေးပြားကလည်းလမ်းမတစ်စိမ့်လောက်သာထိုးပြီးတခြားတတ္တဝါတွေကိုကြိုက်ဖို့အတွက်စူးစမ်းခဲ့မယ်ဆိုရင်တော့ဘလို့မှခံစားနိုင်မှာမဟုတ်ပါဘူးနော်။တကောင်နဲ့ရှိနေချိန်မှာဆိုရင်လည်းအလုံးကုန်အားအသင့်စရာကောင်းလာပါတယ်။တင်တောင်းတားလို့ခြုံထက်နေတဲ့သွားတွေနဲ့လက်သေးတွေရှိနေပြီးတားကောင်ကိုနက်နက်ထိုးဆိုင်ပြီးတော့တက်တက်တာဖြစ်ပါတယ်။တားကောင်ကသူတို့ကိုတတ်ဖို့စူးစမ်းနေတဲ့တားရဲကောင်ဖြစ်နေတဲ့ဆိုရင်တော့ပြန်ပြီးတော့တိုက်တက်ပါတယ်။ဟန်နီခွေးတူဝက်တူရီယာဆိုရင်တော့ဘသူမှသွားမရှုပ်တဲ့တတ္တဝါတွေထဲမှာနံပါတ်1တတ္တဝါဖြစ်ပါတယ်ရှင်။ဒီတတ္တဝါတွေကဘယ်တတ္တဝါတွေကိုအပြစ်မှာအတွေ့အကြုံဆုံးလဲဆိုတာအောက်က comment လေးမှာပြောပြပေးခဲ့ပါအောင်နော်နောက်တစ်ခေါက်တည်းရဲ့ top ဆုံးမှာပရိသတ်ကြိုင်နဲ့ပြန်လာခဲ့ပါမယ်ဆက်လက်ချက်ကင်အားပေးပါအောင်လို့ပြောကြရင်နှုတ်ဆက်ပေးရစေရှင်ဘိုင်ဘိုင်